တာခဲတို့ကိုဘဲဝိုင်းနှစ်ဆင့်နဲ့ပွဲသိမ်းပြီးတန်တရားရှိသူတွေကိုအတန်တိတ်စေခဲ့တဲ့ Iron Man Rotten ပရိသတ်များလုံးမဲ့မင်္ဂလာများတနာ iMac ခွန်ရှေကို online agent ကနေပြန်လည်ကြိုလိုက်ပါတယ်ထိုင်းတန်ပလီ Rotten တော့ One Champion ရှိမှာသူပါကြောင့်ဒီလောက်နာမည်ကြီးနေရတာလဲဆိုတာကိုတာခဲတို့ကိုအလဲထိုးပြီးပြသသွားခဲ့ပါတယ်သူကိုပြောတော့လည်းမဟုတ်ပါဘူးကွာ overrated ကြီးပါလို့မြင်နေတဲ့သူတွေကိုအတန်တိတ်သွားစေခဲ့တာပါ Rotten ဆိုတာလေကလည်းတိုက်တယ်လေတိုက်တဲ့အတိုင်းလည်းလုံးပြနိုင်တယ်ဆိုတာပြသသွားခဲ့တာလည်းဖြစ်ပါတယ်Rotten ကတာခဲတို့ကို6ပေချင်းနဲ့ပို့ပြမယ်လို့သူကျုံးဝါထားတဲ့အတိုင်းလုံးပြနိုင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်တာခဲတို့ကတိုက်စစ်ကိုစိတ်ရောက်နေခံစစ်အားနေတယ်လို့သူထုတ်ပြောခဲ့တဲ့အတိုင်းခွင့်ရေးကောင်းယူသွားနိုင်ခဲ့တာပါတကယ်တော့ပြောတဲ့ကစားသမားမျိုးမဟုတ်ပါဘူး flyweight တန်းမှာသူ့ကိုအိပ်ပျော်သွားအောင်ထိုးနိုင်တဲ့သူမရှိသလောက်ပါပဲတန်ရှင်းနာစုကာဝါနဲ့ကစားတုံးကလည်းတည့်တည့်ကြီးထိုးခံရပေမဲ့ပြန်ထလာနိုင်ခဲ့တယ်လို့တန်းစင်တုံးကလည်းနည်းနည်းမူးသွားတာလောက်ပါပဲနောက်ပြီးတခဲတို့က brawler ပါ brawler ဆိုတာ mobile legend အတင်းမှာ brawl ကစားတယ်လို့တွေ့တာနဲ့ကြုံလေးသမျှ spam အကုန်နှိပ်သဘောမျိုးပါပဲကြမ်းကြမ်းရမ်းကစားတာဖြစ်ပါတယ်နေစစ်ပိုင်းအာရန်ကောင်းပြီးတော့အကြမ်းရမ်းဆွဲရတာကြိုက်တဲ့သူပါဒါကြောင့်လည်း Rotten နဲ့ပွဲကလက်သီးချင်းအားပြိုင်တဲ့ပွဲဆိုပြီးသူကိုယ်တိုင်တော်ညှို့လိုက်ပါသေးတယ်ဘသူပါဝါနဲ့မှမကြဘူးဆိုတဲ့တာခဲတို့တယောက် Rotten ပါဝါနဲ့တွေ့တော့ jaw ကိုနှစ်ချက်ဆင့်ထိပြီးတော့အမှုတော်မပြေပါဘူးထိတ်တန်းဆင့်ပြိုင်ပွဲတွေမှာဘလောက်ပဲပြင်ဆင်ထားပါစေအမားလေးတစ်ခုပေါ်ဆမှုလေးတစ်ခုကပေးဆက်မှုကြီးမားနိုင်တယ်ဆိုတာမြင်လိုက်ရတာမျိုးဖြစ်ပါတယ် Rotten ကတော့ရှေ့မှာ Time Fighter တွေကိုရှုံးထားသမျှကိုခေါင်းထိအကုန်သိမ်းနေတဲ့တာခဲတို့ကိုအနိုင်ယူပြီးလက်စားချေပြခဲ့တာဖြစ်ပါတယ်ဒါအပြင်ဂျပန်ရဲ့ကနဝင်ကစားမတအူးကဂျပန်ပြည်မှာနိုင်ခဲ့တာမို့မှတ်ကြောက်ကောင်းတင်နိုင်ခဲ့တာပါဘယ်ဝိုက်လက်သေးနဲ့အလဲထိုးအနိုင်ယူသွားခဲ့ပါတယ်ပွဲကအများကြီးမျှော်လင့်ခဲ့ရပြီး၄-၅ကြီးအပိုင်တီးမဲ့ထင်ခဲ့ပေမဲ့စောစီးစီးပြီးသွားခဲ့ပါတယ်တက်ခဲတို့အနေနဲ့မေယုတ်ကိုမိတ်ကလေးခံစားလိုက်ရတာဖြစ်ပြီးအမတ်စင်ရေးနေချိန်မှာတော့အမှုမပြေဘူးဖြစ်ပါတယ်ဆဆချင်းမှာအပြန်လည်အကဲဆန်းနေကြပြီးအောက်ခြေခတ်နေကြတာပါ Rotten ကအနီးကပ်ဖို့ကြိုးစားပေမဲ့တက်ခဲတို့ကဘယ်လက်သေးနဲ့ထောက်ထားပါတယ်ဒီလိုနဲ့ Rotten နဲ့အပြိုင်ထိုးရင်ဘယ်ဟုတ်နှစ်ချက်ကတက်ခဲတို့ရဲ့ jaw ကိုခွက်ကနေထိပါတယ်တက်ခဲတို့အနေနဲ့အမတ်စင်ရေးနေတာတော့အမှုမပြေသေးတာကြောင့်အရှုံးပေးလိုက်ရတာဖြစ်ပါတယ်ဒီညကတော့ One Champion ရှိရဲ့ Superstar တွေဖြစ်တဲ့Superland တဝန်ဆိုင်တို့ရှုံးခဲ့ခြင်း Rotten နိုင်ခဲ့တာကတော်သေးတယ်လို့ဆိုရမှာပါဒါကြောင့် Rotten ကြောင့်ကစ်ဘောင်စင် flyweight တန်း champion Superland နဲ့ကစားတော့မှာလည်းဖြစ်ပါတယ်တက်ခဲတို့ကလည်း one မှာ Superland Rotten တို့ကိုရှုံးထားပြီးနာမည်ကြီး fighter တွေကိုမနိုင်သေးဘူးဖြစ်ပါတယ် Rotten အနေနဲ့ရှေ့မှာ Danny Pro နဲ့ Jacob Smith တို့ကိုနှစ်ပွဲဆက်ဝေးကျော်ကစားခဲ့တာဖြစ်ပြီးဝေဖန်မှုတွေများစွာခံနေခဲ့တာပါပရိသတ်တွေကိုယ်တိုင်တောင်မှ Rotten ကိုဝေဖန်နေကြတာဖြစ်ပါတယ်ဒီလိုအရေးကြီးတဲ့တက်ခဲတို့နဲ့ပွဲမှာတော့ Rotten က Peter Miller ကိုငှားရမ်းပြီးဝိတ်ဝင်အောင်ချပြသွားခဲ့တာပါအလဲထိုးနိုင်ပွဲကြောင့် American $9000လဲဘောနဲ့ရသွားခဲ့ပါတယ်ပွဲပြီးမှာ Charity က Rotten ကို hacker တွေနဲ့ပွဲပြန်တင်ပေးမယ်ဖြစ်ကြောင်းဆိုသွားခဲ့ပါတယ်ဘတ်တန်ဝိတ်မွေထိုင်းမှာဖြစ်ပြီးဒီပွဲကိုနိုင်တဲ့သူကချန်ပီယံစင်ကော်သူဖြစ်လာနိုင်ပါတယ်လက်ရှိမှာဘတ်တန်ဝိတ်မွေထိုင်းချန်ပီယံနေရာကလစ်လက်နေပါတယ်နဘေးကဂျားပြတ်ချန်ပီယံအနေနဲ့ပဲရှိနေပါသေးတယ်ဆိုပါလက်ဝိတ်ကျော်ခဲ့တာကနဘေးအတွက်နင်းနာခဲ့ပါတယ်ဒါကြောင့်လည်းနဘေးကပွဲမတိုင်ခင်မှာဆိုပါလက်ကိုတော်တော်လေးတင်းနေတာဖြစ်ပါတယ်ပွဲအတွင်းစွမ်းဆောင်ရည်ရနဘေးတာခဲ့ပါတယ်ဒါကြောင့်ဆိုပါလက်ကိုနိုင်ခဲ့တဲ့ပွဲကချန်ပီယံခပတ်ဖြစ်ရမယ့်ပွဲဆိုရင်သူ့အတွက်ပိုချိုမိန်နေမှာဖြစ်ပြီးအခုတော့ဘလို့လာမလဲမသိပါဘူးချယ်ရီပြောစကားတွေအရ Rotten ကဘတ်တန်ဝိတ်ကိုတက်လာပါပြီဟက်ကာတီက flyweight မှာတုန်းက Rotten နဲ့နှစ်ပွဲကစားပြီးနှစ်ပွဲရှုံးခဲ့ပါတယ်သူကချန်ပီယံခပတ်ကိုပါလဲပေးခဲ့ရတာပါ Rotten ကိုပါဝါချင်းလုံးဝမရှိနိုင်ခဲ့ပါဘူး Rotten ကဗဒန်ဝိတ်တန်းမှာနဘေးနဲ့ရောကစားနိုင်ရခြင်းရှိမလားရှိခဲ့ရင်အရက်ကအတော်လေးကွာနေမှာပါဘာပဲပြောပါလက်ရှိမှာတော့ Rotten ဟာတန်တရားရှိသူတွေကိုအတန်တိတ်စေခဲ့ပြီး flyweight တန်းရဲ့ချွင်းချက်မရှိဘရင်ဖြစ်လာခဲ့ပါပြီ Rotten နဲ့ Superland တို့ရဲ့ flyweight ကပောင်စင်ပွဲကိုတော့ကြည့်ရမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ